သူ့ဘဝမှာသူ့ကိုအချစ်ဆုံးချစ်ခဲ့တဲ့မိန်းကလေးကိုဆုံးရှုံးသွားပြီဆိုတာကိုတော့ရီစားဟောင်းရဲ့မင်္ဂလာပွဲသတင်းကိုပြန်လည်ဆုံတွေ့ပွဲတစ်ခုမှာကြားလိုက်ရတဲ့အချိန်မှပဲသူသဘောပေါက်ခဲ့တယ်။တကယ်တော့၃ ရက်အလိုကပဲသူနဲ့လန်တို့မင်္ဂလာဆောင်ဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့မင်္ဂလာပွဲကျင်းပမယ့်နေ့မှာတော့သူ့အမကဖုန်းဆက်ပြီးငါဆေးရုံတက်နေရတယ်။ငါ့ကိုစောင့်ရှောက်ပေးမဲ့သူတယောက်မှမရှိဘူးလို့လိန်ညာပြောခဲ့တယ်။အမှန်တရားကိုတော့မစစ်ဆေးပဲသူဟာသူတို့သမီးကိုထားခဲ့ပြီးဆေးရုံကိုအပြေးသွားခဲ့တယ်။သူတို့သားမလာတော့တာကိုမြင်လိုက်ရတဲ့လန်ကတော့မင်္ဂလာပွဲကိုဖျက်သိမ်းဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ဘူး။အဲ့ဒီအချိန်မှာဧည့်သည်တွေကသူမကိုလှောင်ပြောင်စကားတွေတစ်ခုပြီးတစ်ခုပြောလာကြတယ်။မွေးစားသမီးပဲကိုမိသားစုအစ်စ်တောင်မရှိဘူး။ဒီလိုမင်္ဂလာပွဲပြတ်သွားတဲ့မိန်းမကိုဘသူကထက်ယူမှလဲ။အဲ့ဒီစကားတွေကလန်ရဲ့နှလုံးသားကိုတစ်ချက်ပြီးတစ်ချက်ထိုးနှက်နေသလိုဖြစ်စေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားတစ်ယောက်ကသူမရှေ့ကိုရှောက်လာပြီးတည်ငြိမ်စွာမေးလိုက်တယ်။ငါ့ကိုလက်ထပ်မလား။ဒါမှမဟုတ်လူတွေရဲ့လှောင်ပြောင်မှုကိုဒီအတိုင်းဆက်ခံနေအောင်မလား။အစပိုင်းမှာတော့လန်ကသူဟာနောက်ပြောင်နေတာလို့ထင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကလက်ထပ်တာလို့အရေးကြီးတဲ့ကိစ္စကိုငါဘယ်တော့မှနောက်ပြောင်မှာမဟုတ်ဘူး။လို့အလေးအနက်ပြောလိုက်တဲ့အခါလန်လည်းသူ့ရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မိခင်ကပါးရိုက်ပြီးအိမ်ကနေနှင်ထုတ်မယ်လို့ချိန်ချောက်ခဲ့တယ်။ဖခင်ကလည်းမင်းဟာငါသမီးမဟုတ်တော့ဘူးလို့အေးဆက်ဆက်ပြောလိုက်တယ်။အငင်းပွားမှုတွေကြားမှာလန်ဒီစကားကိုကြားလိုက်ရတဲ့အခါမိသားစုတစုလုံးအံ့အားသင့်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအမျိုးသားဟာနိုင်ငံအတွင်းဩဇာအာဏာအကြီးဆုံးမိသားစုတစ်ခုရဲ့အမွေဆက်ခံသူဖြစ်နေတာကိုသိလိုက်ရလို့ပါ။ချက်ချင်းပဲသူတို့ရဲ့အပြုအမူတွေပြောင်းလဲသွားတယ်။အရင်ကလန်ကိုအိမ်ကနေနှင်ထုတ်ချင်ခဲ့တဲ့သူတွေကအခုတော့သူမကိုမိသားစုဝင်အဖြစ်ပြန်လက်ခံချင်လာကြတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ပြက်ပြက်သားသားပြောလိုက်တယ်။လန်ကငါဇနီးပါဒီနေ့ကစပြီးငါအိမ်ကသူ့အိမ်ပဲသူ့ကိုငါကိုယ်တိုင်ကာကွယ်မယ်။ဂရုစိုက်မယ်။နောက်အပိုင်းကိုသိချင်ရင် like လုပ်ထားခဲ့ပါ။